Hello guys. Today I want to explain about the difference between Q and FU. I believe you know the difference between little and a little. If you are confused, you can watch last video. Q နဲ့ FU အကြောင်းကိုရှင်းပြချင်ပါတယ်။ Q နဲ့ FU ကလည်း little နဲ့ a little လို့ပါပဲ။ little နဲ့ a little အကြောင်းမသိသေးဘူးဆိုရင်တော့ပြီးခဲ့တဲ့ဗီဒီယိုမှာပြန်ပြီးတော့မှကြည့်နိုင်ပါတယ်။ Q ကတော့မလုံလောက်တဲ့သဘောပါ။ A ပါတဲ့ FU ကတော့လုံလောက်တဲ့သဘောကိုဆိုလိုချင်တာပါ။ I have few friends in this city. ငါမှာဒီမြို့မှာတကယ်ချင်းနည်းနည်းပဲရှိတယ်။ကူပေါ်လောင်ပဲမရဘူးဆိုတဲ့သဘောမျိုးကိုပြောချင်တာပါ။ Few people know the truth. လူနည်းနည်းပဲအမှန်တရားကိုသိတယ်လို့ပြောချင်တာပါ။အမှန်တရားကိုလူအများကြီးမသိဘူးလို့ဆိုလိုချင်တာ။ Now A ပါတဲ့ a few နဲ့ပြောချင်ပါတယ်။ I have a few friends in this city. ငါမှဒီမြို့မှာတကယ်ချင်းအနည်းငယ်ရှိတယ်လို့ပြောချင်တာပါ။အကူအညီရနိုင်တဲ့ပမာဏရှိပါတယ်။ I bought a few books yesterday. မနေ့ကငါစာအုပ်အနည်းငယ်ဝယ်ခဲ့တယ်။ထပ်ပြီးနားလည်အောင်လို့ Q နဲ့ FU ပါတဲ့စာကြောင်းတစ်ကြောင်းလောက်ပြောပြချင်ပါ Q shop was opened in this morning but a few were open in the evening. မနေ့ဆိုဆိုင်နည်းနည်းပဲဖွင့်ထားတော့လေညနေမှာတော့ဆိုင်အနည်းငယ်တော့ဖွင့်လိုက်ပဲဒီလိုအဓိပ္ပာယ်ရ Thank you for your watching.